local brand စိန်ပန်းရဲ့ founder အမကနေပြီးတော့ချစ်လို့ဆိုပြီးတော့ဒါလက်ဆောင်လေးပေးထားတာလေးပေါ့နော်အဲ့ဒါလေးတစ်ချက် unboxing เนาะဖွင့်တော့ဖွင့်ပြီးပေါ့နော်ဒါလေးတစ်ချက်ဘာလေးပါလဲဘယ်လိုလေးလဲဆိုတာလေးပြောပြမယ်ပြီးတော့လေစမ်းခွင်ကိုကပုံမှန်လိမ့်နေတာဒါပေမဲ့လေတင်းတိတ်မှဲ့ကြောင်အမဲဆက်ကမတက်တာအောင်ဆိုရတဲ့သူတွေအတွက်ပြီးရင်အသားညစ်တွေပေါ့နော်စမ်းခွင်ဘယ်လိုပဲပုံမှန်လိမ့်လေအသားကညစ်ကိုညစ်နေတာအဲ့လိုလူမျိုးလေးတွေအတွက်เนาะအဲ့ဒါလေးပါတစ်ချက်ပြပြပြီးမယ်เนาะဘယ်လိုလုပ်ဆိုပြီးတော့လေเนาะဟိုနီးမှားနေတာပေါ့နော်အမှတ်တမဲ့နဲ့မှားနေတဲ့ဥစားလေးအားကြောင့်မယ်နော်โอเคဒါဆိုရင်တော့ဒါလေး unboxing အရင်လုပ်ကြည့်မယ်နော်ဒါကတော့ကက်ကလေးပေါ့နော်ဒီကက်လေးကိုရရတယ်ကိုပြောရတယ်ဖတ်ကြည့်လိုက်ပြီးတော့ဟာချစ်လို့ပေးရဆိုအိုးရမ်းပြောပါ යි နော်ဆိုတော့စမ်းသုံးကြည့်ပါမယ်ကောင်းကောင်းလေးကိုစမ်းသုံးကြည့်မယ်နော်ပြီးတော့ဒီမှာပေါ့နော်သူကကြတော့ဒါဟို3မျိုးထွက်တာပေါ့နော်ခန္ဓာကိုယ်အတွက်ကတစ်ခုကျန်တဲ့မျက်နှာအတွက်ပေါ့နော်ဒါပေမဲ့မျက်နှာအတွက်လောက်ထားပြီးမယ်ဒီခန္ဓာကိုယ်သုံးလဲရရဲ့ဘာမှဖြစ်ဘူးเนาะဆိုတော့3မျိုးမှာမှဒါလေးကကြောက် coffee secret လေးဒါလေးကိုအရင်စသုံးမယ်ဒါလေးကကျတော့ coffee secret လေးပေါ့နော် coffee secret လေးcoffee secret ဆိုတာအားကြိုက်တာဒီလား coffee secret တရားလေးလို့အသားလဲ6မသွားပဲလေဆွဆူအီအီလေးနဲ့မိုက်တယ်နော်ဒါလေးကျတော့ coffee secret လေးပါနော်ဒါလေးက coffee secret လေးနော်နောက်ထပ်တစ်ခုကဒါကျတော့ဆန်နွေးနဲ့လီမွန်နဲ့လုပ်ထားတာအော်နေတော့ငါးပိုက်တအားတက်တာမှာเนาะဒါလေးဒါကကျတော့ turmeric lemon soap တယ်ဒါကကျတော့ oily skin သမားလေးတွေเนาะအစီပြန်တာပါတက်တာစီဒါလေးက oily skin သမားအတွက်ပါเนาะဒါသုံးမယ်ဆိုလို့ရင် skin တုံးမှာတဆင့်တက်လာတာပြီးတော့တင်းတိမ်မဲ့ကြောင့်အမဲဆက်လေးလည်းတက်တာရဲ့အသားလေးလည်းကြည်လာရဲ့ဒါလေးပါအိတ်ကလေးနဲ့တော့ထားရင်လိုက်ထားဒါဆန်နဲ့လုပ်ထားတာဆန်နဲ့ဆိုလို့ရှိရင်လေအသားရေလုံးဝကြည်ဝင်းနေမှာပေါ့နော်ဒါလေးလည်းစမ်းသုံးကြည့်မယ် skin မှာ glow ဝါရဲ့ဒါလေးဒါကကျတော့ဆန်နဲ့လုပ်ထားရဲ့ဥစ္စာလေးပေါ့နော်ဒါ local brand လေးနော် local brand ဆိုတအားဆိုပေးချင်တာဒီ3ခုပေါ့နော်ဒီ3ခုမှာဆိုလို့ရှိရင်ဒီ coffee secret လေးကိုစမ်းပြီးတော့အရင်စပြီးတော့သုံးမယ်နော်ဆိုတော့ဒီမှာအသားအရည်တစ်ချက်ကြည့်မယ်ပေါ့နော်ဒါ skin ပေါ့နော်ဒီ skin မှာနော် okay ဒါကတော့အချင်းကိုက်ထားတဲ့အမာယူလေးအနည်းချင်းတော့ရှိရပေါ့နော်ဒါလက်ရှိ skin ပေါ့နော်နက်ဖန်စားသုံးမယ်လက်ရှိ skin မှာ okay တကယ်လို့လေကိုကလည်းပေါ့နော်ဒီ local brand လေးကို support ပေးခြင်းနဲ့ပြီးတော့လို့ရှိရင်ဒီ local brand လေးတွေကို try ရတာကြိုက်တယ်နော်ဘယ်လိုသူ့ရဲ့ quality ကဘယ်လိုရှိလဲဆိုတာလေးလုံးဝစိတ်လှုပ်ရှားရင်ခုန်ဆိုတာနဲ့ try ခြင်းနဲ့ဆိုရင်ဒီမှာရှိပြီးတာဒီမှာစိန်မန်းပေါ့နော် Facebook လည်းရရယ် Viber ကနေဆက်သွယ်ခြင်းလည်းရတာပဲပြီးတော့ TikTok လည်းရှိပါတယ်ဒီမှာနာမည်လေးရစိန်မန်းပေါ့နော်ဒီမှာစောစောတော့ပြထားတဲ့အတိုင်းလေးပေါ့နော်စိန်ပန်းဆိုရင်နာမည်လေးပါနော်ဆိုတော့စမယ်ဒါဆိုလို့ရှိရင်တော့ဒါပေးရဲမှာကိုကျေးဇူးအများကြီးတင်ပါတယ်လို့နော်ဒီချာလေးသုံးပါမယ်နော်ဆိုတော့ကဲစမယ်စမ်းခွင်လေးလိမ့်နေရပဲဒါပေမဲ့အသားရည်လည်းကြီးမလာဘူးဘလောက်ပဲစမ်းခွင်လေးလေတင်းတိမ်မဲကြောက်လေးပါပြောင်းမသွားဘူးဆိုလို့ရှိရင်လေစမ်းခွင်လိမ့်ပြီးအမှားတစ်ခုပေါ့နော်စမ်းခွင်ကိုပါတယ်ဆိုရုံလိမ့်တာမိတ်ကလိမ့်တယ်လို့ပဲဒီနားလေးတစ်ဆက်အဲ့လိုနည်းနည်းလေးလိမ့်တာအဲ့လိုမျိုးလုံးဝမရအောင်အားတစ်ချက်ပေါ့နော်ပြီးသွားရင်နောက်တစ်ချက်ကကြတော့စမ်းခွင်လိမ့်တော့လိမ့်နေဟို2 finger တို့3 finger တို့တင်မှာပြောတဲ့အတိုင်းလိမ့်နေတကယ်လိမ့်နေတေချာလိမ့်နေဒါပေမဲ့လည်းမတက်တာပါဘူးပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့စမ်းခွင်အရည်အသွေးမကောင်းလို့ကိုလိမ့်နဲ့စမ်းခွင်ကနှေးတေချာမကပေးလို့เนาะအဲ့ဒါကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကတကယ်ရှိတယ်ဒီလားတကယ်ရှိတယ်စမ်းခွင်ကိုညဘက်လိမ့်တာတကယ်ရှိရသလားတွေ့မှုလားဗောနော်စမ်းခွင်ကိုညဘက်ကြီးလိမ့်တာအဲစမ်းခွင်ညဘက်လိမ့်လို့ရှိရင်အသားပုံညစ်တယ်နော်အတွေ့ဘူးရဆိုင်မှာတွေ့ဘူးလားအားကြောင့်လေအားကြောင့်ပေါ့နော်ဒါမရှိဘူးလို့ထင်ရမယ်တကယ်ရှိရနော်အဲ့တော့စမ်းခွင်ကိုညဘက်သွားလိမ့်တာစမ်းခွင်ညဘက်မလိမ့်ရဘူးနေခင်းဘက်ပဲလိမ့်ရရင်နော်ပြီးွားရင်နေခင်းဘက်လိမ့်ထားတဲ့စမ်းခွင်ကိုညဘက်မဖြတ်တာအဲ့ဒါလည်းတော်တော်ဆိုတယ်နေခင်းဘက်ကိုကစမ်းခွေနေတစ်ခုလိန်ထားရောညဘက်ကျရင်လုံးဝမဖြတ်ပဲဒီတိုင်းအိတ်လိုက်ကောမနှက်ကြမှာမျက်နှာတက်တယ်ဆိုရင်လေတညာလုံးကြီးကလေတကယ်တော့ skin ကိုတေချာrepair လုပ်ပေးတဲ့အချိန်ကညဘက်အဲ့ဒါအောင်ညဘက်ကိုကတေချာတန့်စင်ပြီးမှမအိပ်ဘူးဆိုလို့ရှိရင်အသားပုံညစ်တတ်တယ်တကယ်လို့တင်းတိမ်မဲ့ကြောက်ပါညာတခဏလေးအသားညစ်တာတအားညစ်တယ်နေခင်းဘက်တွေအကုန်လုံးလို့ဒါပေမဲ့ညဘက်ကျရင်ဘာမှမလုပ်မျက်နှာတောင်မသိဘဲနဲ့အိတ်လိုက်တယ်ဆိုရင်အသားလုံးဝညစ်တတ်တယ်နော်အဲ့ဒါလုံးဝအရေးကြီးတဲ့အချက်တကယ်အရေးကြီးရယ်နော်စမ်းခွေနည်းနည်းပဲလိမ့်လည်းမရဘူးလိမ့်တာတော့များပါရဲ့စမ်းခွေအရေးသိမကောင်လည်းမရဘူးစမ်းခွေလိမ့်ပြီးတော့ညဘက်မျက်နှာမသိရင်လည်းအဆင်မပြေဘူးတချို့ကတကယ်ကြီးကိုညဘက်ကိုသွားလိမ့်တာစမ်းခွေကိုလေညဘက်ကြီးကိုလုံးဝသွားလိမ့်တာပြီးရင်နောက်တစ်ခုကကိုကမနက်ဥပမာဆိုရင်မနက်9နာရီမနက်10နာရီမနက်9နာရီအဲ့လိုမျိုးကစမ်းခွေလိမ့်ထားရောနေ့လေ2နာရီပေါ့နော်အခုလိုမျိုးမိုးအုံတဲ့ချိန်ကတော့ထားပါတော့ပေါ့နော်
နေချက်တော့ပုံနေနေ့လေ1နာရီ2နာရီခလေးမေဆိုခလေးလေးတွေကြောင်းကြူရမယ်လေ2နာရီပတ်ချလေးပေါ့နော်အဲ့လိုမျိုးကိုဆန်းခွေအပေါ်ထပ်မလိမ့်မယ်နဲ့ဒီတိုင်းအပြင်ကြီးလျှောက်သွားနေလို့ရှင်ဆန်းညစ်တယ်နော်မျက်နှာအရင်ညစ်တယ်အဲ့တော့မနက်ပိုင်းအစောကြီးလိမ့်ထားလို့ရှင်ဆန်းခွေလိမ့်ပြီးကွာအဲ့လို4နာရီလောက်ထိပဲတေချာကပြီးနိုင်တာဘလောက်ကောင်းတဲ့ဆန်းခွေပဲဖြစ်ပေါ့နော်4နာရီပတ်ချလေးပဲတေချာကပြီးတာအဲ့တော့မနက်9နာရီလိမ့်ထားတဲ့ဆန်းခွေကိုနေ့လေ2နာရီလောက်အပြင်သွားလို့ရှင်အော်ငါဆန်းခွေလိမ့်ထားရပဲဆိုဒီတိုင်းထွက်တာများလို့ရှိရင်လေတင်းတိမ်မဲ့ကြောက်လုံးဝဆိုတာတမတ်သက်တာအောင်ပေါ့နော်ပြောရရင်လေပြီးတော့တင်းတိမ်မဲ့ကြောက်ဆိုတဲ့အမျိုးကလေသူကကွာစကင်ရဲ့တေချာပုံမှန်လုပ်တယ်စနစ်တကျလုပ်တယ်ဆိုရင်တော့အပေါ်ရန်ကတော့မရှိတော့ပါသွားမယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီအရေပြားရဲ့အောက်လွှာမှာကျတော့ရှိတယ်အရေပြားအောက်လွှာကျတော့ပြောက်အောင်ဖြောက်လို့မရဘူးเนาะအဲ့တော့ကိုကတင်းနေမဲကြောက်ရှိရယ်စမ်းခွင်တေချာလေးလို့ပြောက်သွားပြီဟဲ့ငါပြောက်သွားပြီပဲဆိုခက်တီတီနေပေါ့เนาะထပ်မလိမ့်မဲနဲ့ဒီတိုင်းလျှောက်သွားလို့ရှိရင်လေမရဘူးဘာလို့ဆိုတော့သူကအောက်ခံရှိထားတော့လေကိုကနေပူတဲ့ကိုဒီတိုင်းသွားမယ်ဆိုလို့ရှိရင်အဲ့ဒီတင်းတိမ်မဲကြောက်ကပြန်ပေါ်လာတယ်အဲ့တော့အမြဲတမ်း skin care လုပ်ရမယ်เนาะဆိုတော့စမ်းခွင်လိမ့်ရတာနေမျက်နှာညစ်တာတွေပါမတက်တာအောင်ဆိုရင်အခုပြောတဲ့အချက်လေးတစ်ခုခုလေးတော့ညီမယ်ပေါ့နော်ဆိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်เนาะဒီနေ့ကတော့တူတူလေးပဲလာပြောတာเนาะဆုံးတဲ့ကြည့်ကြည့်ပြီးလို့လေကျေးဇူးများကြီးတင်ပါတယ်ဒါမှမဟုတ်လို့ရှိရင်တခြားမေးချင်တာပေါ့နော်ဒီစမ်းခွင်နဲ့ပတ်သက်ပြီးတော့ဗာမေးချင်လဲမေးချင်တာအကုန်မေးလို့ရပါတယ်စိတ်ကြိုက်မေးလို့ရပါတယ်เนาะဒါတော့တိတက်လောက်လေးပြန်ပြောပြတာပါအားလုံးပဲတစားเนาะ